My colleagues and I have come to London in response to the invitation of His Majesty's government in order to discuss the constitutional questions of Burma. The demand of our people is complete independence. လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုယ်တူတယောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမှာတခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘဲနဲ့လွတ်လွတ်လပ်လပ်ကိုယ်တိုးတက်မှုအတွက်လုပ်နိုင်တာလွတ်လပ်ရေးပဲဟုတ်လားဘုံမှာကမြစီးပွားဖြစ်တော့လုပ်တဲ့နေရာမှာအနောက်အကျမရှိစေရဘူးဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိလို့ချင်းအနောက်အကျမရှိစေရဘူးတိုင်းပြည်တစ်ပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုရင်ခမရလွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့အခြေအနေကြီးအဲ့လူဒီနာလူတို့ညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနဲ့ကိုမကြည့်ကြရကလာပါလို့ဒီတိုက်တရားလွတ်လပ်တဲ့လွတ်လပ်ရတော့လည်းပဲတာတီးတက်ဆိုးရလို့ဖားတဲ့အတိုင်းဖြစ်နေတာပဲကျွန်တော်ပြောတယ်အဲ့ဒီတော့ဒီနှစ်ခုကိုအများတို့ကမပြတ်ပါသေးနဲ့ဘသူကအားလုံးလို့မပြတ်ပါသေးနဲ့အဲ့ဒါအမှန်တန်အရေးကြီးပါလေဒီတော့အခုဖြစ်နေတဲ့အခြေအနေနဲ့ဆိုရင်လွတ်လပ်ရေးကိစ္စနဲ့ကျွန်တော်တို့မြင်တာပြောမယ်ဆိုလို့ချင်းလွတ်လပ်ရေးဟာရဖို့အခြေအနေတော့တော်တော်လေးပဲများပါတယ်ဆိုတော့ကျွန်တော်ပြောတယ်အဲ့ဒီတော့ခင်ဗျားတို့ကလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးရနိုင်တော့တဲ့ဒီကံကြီးပဲဖြစ်ကြပါလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးနဲ့လွတ်လပ်ရေးကိုရနိုင်တဲ့ညီညွတ်မှုကိုသိထားပါလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးကိုရနိုင်တဲ့သူတော်မှုကိုလုပ်ကြပါဒီလိုလုပ်ပြီးတဲ့နောက်လည်းရှေ့ကိုလွတ်လပ်ရေးအရာတော်ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းအလုံးလုပ်ကြဖို့ဒီကံရှိကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုခင်ဗျားတို့အကျင့်တိုးတယ်အကျင့်ဟောင်းတယ်ဟုတ်လားကောက်ကျင့်တွေကိုရှင်းကြဖို့လိုပြီဆိုတာကျွန်တော်ကလေးပြောခဲ့တယ်